မိမိတို့ရဲ့ပတ်ဝန်းကျင်နဲ့လူမှုအတိုင်းဝိုင်းအတွင်းမှာရှိတဲ့အရင်းအမြစ်တွေကိုထိရောက်စွာအသုံးချပြီးပုံမကောင်းမွန်တဲ့လူနေမှုဘဝတွေကိုဖန်တီးယူခြင်းဟာအလွန်အနှစ်သာရရှိလာပါတယ်။အထူးသဖြင့်စွမ်းအင်တွေကိုခြွေတာခြင်းနဲ့ပတ်ဝန်းကျင်ကိုဂရုစိုက်ခြင်းကသဖြင့်ရေရှည်တည်တတ်တဲ့အနာဂတ်တစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။မတ်လ9ရက်ကိုတော့ကမ္ဘာစွမ်းအင်ခြွေတာရေးနေ့ World Energy Efficiency Day အဖြစ်သတ်မှတ်ထားကြပါတယ်။ဒီနေ့ဟာစွမ်းအင်တွေကိုအကျိုးရှိရှိအသုံးချဖို့မလိုအပ်ပဲလေလွင့်ပြုံးတီးမှုတွေကိုလျှော့ချဖို့နဲ့ကဘာကြီးပူနွေးလာမှုကိုတားဆီးဖို့အတွက်အသိပညာပေးလည်နေသနည်းဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့တင်းငယ်တဲ့ချွေတာမှုလီတွေကကဘာမြေကြီးအတွက်ကြီးမားတဲ့အထောက်အကူဖြစ်စေပါတယ်။ဒီနေ့ဟာသတိရှိစွာနေထိုင်ခြင်းအနာဂတ်အတွက်ကြိုတင်ပြင်ဆင်ခြင်းနဲ့တာဝန်ယူမှုရှိခြင်းတို့ကိုအလေးပေးပါတယ်။စွမ်းအင်ကိုအကျိုးရှိရှိသုံးစွဲခြင်းကငွေကြီးကိုတက်တာစေရုံတင်မကပဲတဘာဝတယံဇာတ်တွေကိုလည်းထိမ့်သိမ်းရာရောက်တယ်ဆိုတာကိုသတိရစေပါတယ်။တမိုင်းဝင်အမှတ်တရတစ်ခုအနေနဲ့1946ခုနှစ်မတ်လ9ရက်နေ့မှာတော့ဗြိတိန်ဝန်ကြီးချုပ်ဟောင်းဝင်းစတန်ချာချီကကြော်ကြားလာတဲ့တိုင်ကူလာဂါမင်ခွင်းကိုပြောကြားခဲ့တာကြောင့်နိုင်ငံရေးတမိုင်းကြောင်းမှာအလွန်ထင်ရှားတဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်။တင်ရောအိမ်မှာဖြစ်စေအလုပ်မှာဖြစ်စေလက်စစ်မီဒါမှမဟုတ်တခြားစွမ်းအင်တွေကိုခြွေတာဟုတ်ဘယ်လိုနီးလောင်းလေးတွေအသုံးတွေရှိပါသလဲ။တင်ရဲ့အလေးအကျင့်ကောင်းလေးတွေကိုဖြောက်ဝေပေးခဲ့အောင်နော်။